အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ raw fermented beef လေးလုပ်ပြမှာဖြစ်ပါတယ်ရှင်လုံနီးလေးကလည်းလွယ်တယ်တေးစားဖြစ်လဲသုံးဆောင်လို့ရတယ်ဆိုတော့အဆင်ပြေတာပေါ့ရှင်ဒါကတော့ဝက်ခောက်လေးတွေကိုပပလှီထားတာတချို့လူတွေကတော့လေဝက်ခောက်ကိုကကြီးနဲ့ညှက်ကြပေမဲ့ကျမကတော့မညှက်တော့ဘူးစားတဲ့အခါမှာကြာစံလိုမျိုးလေးတွေထွက်နေတာကိုကြိုက်တဲ့အတွက်ဖြစ်ပါတယ်ရှင်ဝက်ခောက်တွေကိုကျမကရွေနွေးနွေးလေးနဲ့15မိနစ်လောက်စိမ်ထားပါမယ်အသားအတွက် beef ကိုတော့ကျမက2ပေါင်ကျော်သုံးထားပါတယ်ကြက်သွန်ဖြူနဲ့ငရုတ်သီးထောင်းထားတာလေးထည့်မယ်။တကြားကိုတော့125 ml ထည့်ပါမယ်။နမ်ဖောက်တာတစ်ထုပ်ကိုသုံးပါမယ်။နမ်ဖောက်တာကလေဒီ Lobo brand လေးရပဲအကောင်းဆုံးဖြစ်တဲ့အတွက်တေချာလေး zoom ဆွဲပြထားပါတယ်နော်။အကုန်လုံးထည့်ပြီးပြီဆိုရင်တော့ခုနကစိမ်ထားတဲ့ pork skin လေးတွေကိုထည့်ပါမယ်ရှင်။ကျွန်မအခုလုပ်ပြတဲ့ raw fermented beef လေးကတော့ဗီယက်နမ်အစားအစာတစ်မျိုးပဲဖြစ်ပါတယ်ရှင်။ဒါလေးကိုလေသူတို့ကတေးစားလဲစားကြတယ်။ဗီယက်နမ်လူမျိုးတော်တော်များများလဲကြိုက်ကြတယ်လို့သိရပါတယ်ရှင်။ဗီယက်နမ်မဟုတ်တဲ့ကျမလည်းရမ်းကြိုက်ပါတယ်။ဗီယက်နမ်အခေါ်နဲ့နမ်ချိုလို့လည်းခေါ်ပါတယ်ရှင်။ကျမအတန်အတွက်မှားရင်လည်းဖြစ်ကောင်းဖြစ်နိုင်မှာပေါ့နော်။ CHUA နမ်ချူလားနမ်ချောက်အော် anyway တေချာနှံ့ဆက်အောင်ကြာလေးနေပါမယ်ရှင်။အရသာတွေအကုန်လုံးနှံ့အောင်နေပြီးပြီဆိုရင်တော့လေလုံးနဲ့အိတ်ထဲကိုထည့်ပါမယ်။လေလုံးနဲ့အိတ်ထဲတေချာထည့်ပြီးပြီဆိုရင်တော့အသားတွေကိုပြတ်အောင်ဖြန့်ပေးရပါမယ်။ကျမကတော့ပြားနိုင်သမျှအပြားဆုံးဖြစ်အောင်ဖြန့်ထားပါတယ်။ဒီနေရာမှာလေးမခိုအောင်လဲတေချာလေးဖြန့်ပေးရပါမယ်။အိတ်ထဲမှာလေးမရှိအောင်အသားတွေကိုပြန့်ပြန့်လေးဖြန့်ပြီးပြီဆိုရင်တော့အပေါ်ကအလေးတစ်ခုနဲ့ဖိထားပါမယ်ဒါကတော့3ရက်အကြာပေါ့နော်အနက်ကလေးကြက်သွန်ပြူနဲ့မှုေးနေရပဲကျမကကြိုက်လို့လားမသိဘူးအရန်ကြိုက်တယ်မစားဘူးသေးတဲ့သူတွေလည်းကျမရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ like လုပ်ကြည့်စားကြဖို့ဖိတ်ခေါ်ချင်ပါတယ်လှီးတာတော့တေချာညီညီလေးလှီးနေတာပေါ့နော်ဒါပေမဲ့ကျမအတုံးနေရမလှဘူးဖြစ်နေတယ်မလှလည်းကိစ္စမရှိပါဘူးပြီးလို့ရှိရင်အလှဆင်ပြမယ်နော်တေချာလေးတုံးပြီးပြီဆိုရင်တော့အတုံးလေးတွေကိုပလတ်စတစ်လေးနဲ့ပတ်လိုက်ကြရအောင်နော်တချို့တစ်ဝက်ကိုတော့ကျမကဘူးလေးနဲ့တင်ထားပါတယ်ဒါကတော့ air fryer ထဲမှာကင်ပြီးတော့စားကြည့်မှာဖြစ်ပါတယ်ရှင်ကင်တာကိုတော့ဒါကျမပထမဆုံးချိန်စမ်းကြည့်မှာပဲဖြစ်ပါတယ်အနက်လေးတွေအကုန်လုံးမှုေးနေပြီဆိုတော့ကျမဒီနေ့စားပြပါမယ်ကျမရဲ့ဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျမကတော့ဆက်ဆိုင်နဲ့ပဲဒီကနေ့ vlog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုအသစ်မှာပြန်လည်တွေ့ဆုံပါမယ်နော်။